ကျွန်တော်တို့ယထာကိုသွားကြည့်မှာဖြစ်ပါတယ်ဟိုယထာကိုအခုမှကျွန်တော်တို့လာပြီးတော့ကြည့်မှာမလို့လူတွေထွက်လာပါတယ်ဒီကားလို့ပါအခုဆိုကျွန်တော်တို့ရောက်ရှိနေနေတော့ဒါတင်မင်းတမန်ယထာလမ်းကိုသွားမှာဖြစ်ပါတယ်သွားအခုဆိုရင်ကျွန်တော်တို့တွေတင်မင်းတမန်ယထာလမ်းကိုသွားဖို့ဒါကတော့ပလဲတွေရောင်းတဲ့ပလဲဈေးတန်းဖြစ်ပါတယ်ရွှေစိန်ရွှေရတနာပလဲဒီနေရာကျတော့တကယ်ဈေးတန်းတွေပေါ်တယ်တကယ်ပြောမှဆိုရင်ဟိုကဒီကြောက်ပလဲတွေရောအစုံရောင်းတာပေါ့နော်ပစ္စည်းတွေမှတော်တော်လေးနေနဲ့စုံပါတယ်နော်အလားပါကြိုက်တဲ့ဒီဆိုတကယ်အကြိုက်ပါ我这个接他那里去了。OK ပါအခုဆိုရင်တော့ကျွန်တော်ယထာဈေးတန်းကိုရောက်နေပါပြီကျွန်တော်တို့ယထာကိုသွားကြည့်မှာဖြစ်ပါတယ်ဟိုယထာကိုအခုမှကျွန်တော်တို့လာပြီးတော့ကြည့်မှာမလို့လူတွေထွက်လာပါတယ်ကဲပါအခုဆိုရင်ကျွန်တော်တို့ဒီတင်မင်းတမန်ယထာလမ်းကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်နော်အခုတင်မင်းတမန်ယထာလမ်းမှာကျွန်တော်တို့ဓာတ်ပုံလေးတွေခဏပတ်ရိုက်မှာဖြစ်ပါတယ်အေးဟုတ်တယ်ရိုက်ပြီးအကုန်ရိုက်ပြီးready ဟဲ့မေ ready straight over ဘနာအားဘောနော်Ready, straight over. Ủa sao chi là? Ok. Nào đây straight over. Ok. Cái ba. Số để cho lại đi, số mà cho đâu là. Ok, nhớ nào lấy ôm mình nó, mình nào lấy ôm này mấy. Ready, straight over. Thì nó đúng không? Cái nào lại dây quyền vào này nó. Ready, straight over. Ok. Nhẹ đi bên đi, lắp tà đó. Ok đó. Ra bên đi. Ok, vào cho nó đâu. Nó vào lùi lại đấy. အခုဆိုရင်ကျွန်တော်တို့ဒီတင်းမင်းတမန်ယထာလမ်းမပေါ်မှာနေရလဲရမ်းပူတယ်ဗောနော်နေရလဲရမ်းပူတဲ့အတွက်ကျွန်တော်တို့တွေညံရမှာဖြစ်ပါတယ်โอเค Ready straight over Okay Ready straight over Ok nhưng mà thay lại mà gì thay lắm mà thay nhá Ok Ok
တာဇန်လေးတွေပါတာဇန်လေးတွေမြန်မာပြည်ရဲ့တာဇန်လေးတွေရောက်နေ ဟုတ်ချင်ပါ အခုကြီးတို့ဘလို့သဘောရတယ်ဒီရောက်လာကိုကြီးအတွေ့အကြုံလေးတစ်ချက်တော့ပြောပြပါဦး နေဘူးပါဘောနော် ဟမ်ဒီလိုဘလို့ခံစားရပေါ့နော်ဒီလိုဒီနေ့လာရတဲ့အကြောင်းရင်းပေါ့နော် နောင်တအမှားကြီးနောင်တပေါ့ ဟုတ်ဒါဒီ2026ဇုံတွဲလေးဒါကပါအနာဂတ်သမီးလေးပေါ့အနာဂတ်သမီးလေး ဒါရဲ့တမီးလေးရိုက်နော် ဘလူးကခေါ်တာမရဘူး ရှုပ်လို့ဟမ်မှန်ပါအောင်လဲ ဒါတော့ကင်မရာမန်နော်ကင်မရာမန်ကြီးကိုပြန်ပြီး blog ရိုက်ပြင်နေဒါတော့ဟိုတွေ့တာကိုရိုက်နေဖွဲ့ မီးရ ဒါဘာလို့ခေါ်လဲတင်မင်းတမန်တင်မင်းတမန်ရထားတယ်လို့ပြောပါတယ် ဒါပေမဲ့တော့ရေးပြီပေါ့ထိုင်တယ်ဒါမှလည်းမထိုင်ဘူးကောက်ပေါ့လေလာပါ သူဒါမဲ့ခုနရက်ထားလာတာရိုက်ရလား မမီတော့မီတော့တော့ကြောက်ပါလေတို့ဆောက်တနည်းမျိုးနော် နားမနေမ နောက်လေးကနေမလားရရနောက်ပြန်ထောက် အော်အခုလိုလာနဲ့ဟိုဗာလဲကိုယ်ခံစားချက်လေးတစ်ချက်လောက်ပြောပြပေး အရန်အောင်သားရတယ် ဘာဖြစ်လို့နောင်တရတာလဲကားပေါ်မှာကျတော့ကားချင်နေပြီ ဟုတ်တော့ အရန်ပြောစရာကောင်းပါလေ လာပါတယ်ဒါသူ ဟုတ်ပြီဗီဒီယိုပဲโอเคကောင်းနေကောင်းပဲ ပြီးသွားရင်နော်ဒီပုံလေးတွေအကုန်လုံးထုတ်မယ်အကုန်လုံးဘောင်ထဲထည့်မယ်တပုံ900ပဲ 900ကြီးอ่ะ မြန်မြန်လို့ပါမကြက်ကုန်တော့မှာ ဆက်ကုန်တော့ဘာလို့မှာလဲဆက်ကုန်နဲ့ရိုက်လဲဝါနာပဲ